ညကဖတ်သွားတဲ့ဥပ္ပယကျမ်းအခန်းကြီး29နှစ်ဖြစ်ပါတယ်။နှုတ်ပတ်တော်ထဲမှာဗာပြောလဲဆိုတဲ့အခါမှာဘုရားခင်ကိုဒုသစ္စာဂတိပြုပြီးတော့တူတယောက်ကိုဘုရားခင်မှာအနံ့ခြင်းစက္ကချင်းဆိုတဲ့အရာပေါ့နော်။မိမိကိုယ်ကိုမိမိနဲ့သက်ဆိုင်သူကိုဘုရားခင်မှာစက္ကအနံ့ပြုတဲ့အရာဖြစ်ပါတယ်။ဒါကဘာလဲဆိုတဲ့အခါမှာကျွန်တော်တို့ပေါ့နော်မိမိတို့ရဲ့ချိန်ပေါ့မိမိတို့ရဲ့အချိန်နိုင်ကိုလည်းပေးဆက်ဖို့ကျွန်တော်သက်တာမှာလိုအပ်ပါတယ်ဘုရားခင်ကအဓိကတော့ကျွန်တော်တို့ကိုသူတို့ကျင်တာကကျွန်တော်တို့ဘဝမှာနော်ဘယ်လိုပဲဖြစ်ဖြစ်ဘုရားခင်နဲ့ကျွန်တော်တို့ဟာသက်ဆိုင်တော်သူတွေဖြစ်တယ်ပြီးတဲ့အခါမှာဘုရားရဲ့အလိုတော်အကြံစီကိုကျွန်တော်တို့ကရှာဖွေဖို့လိုအပ်ပါတယ်အဲကြောင့်ကျွန်တော်တို့ကဘုရားခင်ကခုနကကျွန်တော်တို့ကသူ့ကိုစက္ကတ်တဲ့အနံနဲ့သုံးတယောက်ပဲဖြစ်ဖြစ်မိမိပဲဖြစ်ဖြစ်မိမိပိုင်ဆိုင်တဲ့ပစ္စည်းကိုပဲဖြစ်ဖြစ်ပေါ့နော်စက္ကအနံမှုပြီးဆက်အနံခြင်းစက္ကတ်ခြင်းမှုကိုပြုတဲ့အခါမှာတဲ့ဘုရားကလိုချင်တာကဘာလဲဆိုတဲ့အခါမှာအသင်ကျက်ကျွန်တော်လှုပ်ဆောင်ခြင်းမဟုတ်ပါဘူးမိမိကနေမိမိစံတန်းလျောက်ကြည်ပြူစွာနဲ့လှုပ်ဆောင်ခြင်းမှုကိုဘုရားကပို၍ချိန်နေတတ်တယ်။ဘာဖြစ်လို့လဲဆိုတော့မိမိရဲ့နှလုံးသားတွေကစိတ်စေတနာနဲ့အစစ်မှန်ကိုသာဘုရားခင်သည်နှစ်သက်တဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ဘုရားကိုကျွန်တော်တို့ကပိဿအနံတဲ့အခါမှာချစ်မြတ်နိုးခြင်းကျေးဇူးတည်ခြင်းအမှန်တကယ်ဒုဆောင်နိုင်စွမ်းတွေကိုပိဿမှာသာဘုရားခင်ကကျွန်တော်တို့ကိုတန်ဖိုးထားစွာနဲ့လက်ခံဖို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဘက်ကပိဿတဲ့အခါမှာလည်းယူသားဖြောင့်မတ်စွာနဲ့ကျွန်တော်တို့အသက်ရှင်မယ်ဆိုတဲ့အရာနဲ့ဘုရားကိုကျွန်တော်တို့ပိဿဖို့လိုအပ်ပါတယ်။ဒီထဲမှာဗာပြောလဲဆိုတဲ့အခါမှာကျွန်တော်တို့အတွက်ဘုရားခင်ကဘလို့ပြင်ဖြစ်စေမလဲတဲ့ဘုရားခင်အတွက်ကျွန်တော်တို့ကအဖိုးထိုက်တော်သူများဖြစ်တယ်လို့ခုနကနှုတ်ပတ်တော်ထဲမှာပြောပါတယ်ကျွန်တော်တို့ဆက်မြောက်အကျမ်းအခန်းကြီး19ပေါ့နော်အခန်းငယ်15မှာပါတာကအခန်းငယ်9မှာပေါ့နော်ထို့ကြောင့်ယခုတွင်တင်တို့သည်ငါစကားကိုအမှန်နားထောင်၍ငါပဋိညာဉ်ကိုစောက်ရှောက်နေခြားသောလူမျိုးတကာတို့ထက်တင်တို့သည်ငါပိုင်ထိုက်သောဗန္နာတော်ဖြစ်ရကြလိမ့်မည်တဲ့ဆိုတော့ဘုရားကကျွန်တော်တို့ရဲ့ပြည်သူတွေကျွန်တော်တို့ရဲ့အသက်တာကိုလိုက်လျှောက်သူ့ရဲ့နှုတ်ပတ်တော်အတိုင်းလိုက်လျှောက်တဲ့လူတိုင်းပေါ်မှာဘုရားသခင်ကကျွန်တော်တို့ကိုသူကပြောလဲဆိုတဲ့အခါမှာသူပိုင်ထိုက်တဲ့ဘာနာဖြစ်တယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကဘုရားရဲ့ဘာနာကိုကျွန်တော်တို့တတ်မှတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘာနာပိုင်ဆိုင်မှုမှာကျွန်တော်ဘာလဲဆိုရင်ဘုရားကပိုင်ရှင်ဖြစ်တယ်ကျွန်တော်တို့ကဒီဘာနာကိုထိမ့်သိမ်းဆောက်ရှောက်တယ်လို့ဖြစ်ပါတယ်ထိမ့်သိမ်းဆောက်ရှောက်တဲ့လူကျွန်တော်တို့ကဖြစ်တဲ့အတွက်ဘုရားကဒီຢာကိုကျွန်တော်တို့ပေးအပ်ထားတဲ့အတွက်ကျွန်တော်တို့ကဒီຢာကိုကောင်းမွန်စွာနဲ့စီမံခန့်ခွဲ၍လှုပ်ဆောင်ဖို့ရန်အတွက်ကျွန်တော်တို့မှာတာဝန်ရှိတယ်။ဒါကြောင့်ကျွန်တော်တို့ကလှုပ်ဆောင်တဲ့အရာတိုင်းကိုဘုရားကိုပေးဆက်ဖို့လိုအပ်ပါတယ်။ဒီခါမှာကျွန်တော်တို့ဒီဘုရားခင်ကိုပေးဆက်မှုမှာပြုတဲ့အခါမှာဓမ္မဟောင်းကာလမှာတော့ကျွန်တော်တို့ဘာဖြစ်လဲ။ကျွန်တော်တို့လေမြေတွေပေးတယ်တိဋ္ဌာန်တွေကိုပေးတယ်မိမိနဲ့သက်ဆိုင်တဲ့လူတွေကိုပေးအပ်နှံပြီးတော့မှဘုရားကိုသူတို့ဘုရားရဲ့အမှုတော်ဘုရားအတွက်သူတို့လှုပ်ဆောင်ကြတယ်။ဒါပေမဲ့ကျွန်တော်ဓမ္မတစ်ထဲကိုလောက်လာတဲ့ခါကျတော့အဓိကကျွန်တော်တို့ဗာပေးရမယ်ဆိုတဲ့အခါမှာငွေကြေးပိုင်ဆိုင်မှုတဲ့ပေါ့။ဘုရားခင်ကိုကျွန်တော်တို့ပေးဖို့ဟာမိမိတို့ရဲ့အချိန်နဲ့မိမိတို့ရဲ့လှုပ်ဆောင်ချက်များကိုဘုရားခင်ကမိမိဘလောက်ထိအလေးနဲ့စက္ကန့်မှုနဲ့ပေးနိုင်တယ်လေဆိုတာကိုကျွန်တော်တို့ဘက်ကဆင်ခြင်ဖို့လိုအပ်ပါတယ်။ဒါကဘုရားကဒီအရာပေါ်မှာကျွန်တော်တို့ကိုကြည့်ပြီးတော့မှဘုရားကကျွန်တော်တို့ကိုအသက်တာကိုပြင်ဆင်မယ်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဘုရားခင်ပေးထားတဲ့အရာမှန်သမျှပေါ်မှာမိမိတို့ကအဓိကပြန်လည်ပြီးဖို့ကတော့မိမိတို့ရဲ့အချိန်နိုင်ရင်ဖြစ်ပါတယ်။မိမိတို့ရဲ့အချိန်နိုင်ရင်ကဘုရားခင်ဒီလူတိုင်းကိုပေါ့နော်ဘယ်လောက်ပေးလဲဆိုရင်တစ်နေ့ကို24နာရီပေးထားပါတယ်။အဲ့ဒီ24နာရီကိုကျွန်တော်တို့ကအကျိုးရှိစွာအသုံးချဖို့လိုတယ်။အဓိကမိမိရဲ့စွမ်းဆောင်ရည်နဲ့လှုပ်ဆောင်ချက်အချိန်ကိုကျွန်တော်ပေးနိုင်သလိုမိသားစုတွေပေးနိုင်ပါတယ်။ဒီအပြင်မိမိရဲ့အသက်တာအချိန်တိုင်းကိုဘုရားရဲ့အလိုတော်ကိုရှာဖွေမှုအားဖြင့်လည်းကျွန်တော်တို့ကပေးဆက်ဖို့ကျွန်တော်တို့သက်တာမှာလိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကအရေးကြီးဖြစ်တဲ့တန်ဖိုးရှိဆုံးသောအရာကကျွန်တော်တို့သက်တာမှာအချိန်တိုင်းဖြစ်တဲ့အတွက်အဲ့ဒီအချိန်တိုင်းကိုကျွန်တော်တို့ကလူတိုင်းကကျွန်တော်တို့ရရှိပါတယ်ကျွန်တော်တို့မှာတက်အပ်တဲ့ပစ္စည်းဥစ္စာကြွယ်ဝမှုတွေရှိတယ်
ကျွန်တော်တို့မှာပိုင်လှုပ်ဆောင်နိုင်တဲ့တတ်အပ်တဲ့ပညာရပ်တွေရှိပါတယ်ဒီဟာတွေကကျွန်တော်တို့ဒီတယောက်ကိုတယောက်မတူတော့လေဘုရားခင်ကိုကျွန်တော်တို့ပြီးတဲ့အခါမှာအချိန်နိုင်ပြီတူတော်မူသောကြောင့်ဒီအချိန်နိုင်မှာကျွန်တော်တို့ဘယ်လောက်ထိဘုရားခင်ကိုကျွန်တော်တို့ပေးနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့အသက်တာမှာဆင်ခြင်မှုလိုအပ်ပါတယ်ကျွန်တော်တို့ဘုရားရဲ့ဘာနာတော်ကိုစောင့်ရှောက်တဲ့အခါမှာဘုရားရဲ့ဘာနာတော်ရဲ့ထိမ့်သိမ့်မှုကိုကျွန်တော်စောင့်ရှောက်မှုမှာဘုရားရဲ့အလိုတော်ဘုရားရဲ့အကြံစီဘုရားရဲ့လမ်းပြမှုကိုစိတ်ချယုံကြည်စွာနဲ့ကျွန်တော်တို့ကဒီဟာကိုအကောင်းဆုံးသောအရာများနဲ့ပေးဆက်ပြီးတော့အသက်တာမှာကျွန်တော်တို့လှုပ်ဆောင်ခြင်းအားဖြင့်ဘုရားရဲ့သာမီယာပိတာစွာနေဖို့လိုအပ်ပါတယ်လို့ကျွန်တော်တို့မာလခိခန်းကြီးကျွန်တော်တို့သုံးထဲမှာပေါ့နော်ကျွန်တော်တို့ပြောထားတဲ့အကြောင်းညာကျွန်တော်တို့တတိယမှာဖြစ်ပါတယ်လို့နော်မာလခိသုံးထဲမှာဗာပြောလဲဆိုတဲ့အခါမှာမာလခိ3ခန်းကြီးကျွန်တော်တို့3ပေါ့ခန်းကြီး3အခန်းငယ်18မှာမထိုသူတို့သည်ငါစီရင်သောနေ့ရက်၌ငါပန်ထိုက်သောဘာနာတော်ဖြစ်ကြလိမ့်မည်အဖဤမှုကိုဆောင်သောသားကိုအဖနှမျောတကယ်လို့ထိုသူတို့ကနှမျောမိကိုကောင်းကင်ဘုရားရှင်ထာဝရဘုရားမိတ်တော်မူ၏ကျွန်တော်တို့ဘုရားခင်အတွက်ကျွန်တော်တို့ပေးဆက်တဲ့လူတွေလှုပ်ဆောင်တဲ့လူတွေကိုဘုရားခင်ကသူ့ရဲ့ဘာနာတော်ထဲမှာရှိတဲ့လူတွေတို့တတ်မှတ်တဲ့အခါမှာကျွန်တော်တို့ရဲ့ပေးဆက်မှုလှုပ်ဆောင်မှုကိုတဲ့ကျွန်တော်လှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့ကိုဘုရားခင်ကသူ့ရဲ့သားကဲ့သို့နော်သူ့ရဲ့သားကဲ့သို့ကျွန်တော်တို့ကိုချစ်စွာနဲ့နှမျောတော်မူခြင်းနဲ့မိတော်တော်မူခြင်းမရှိဘဲနဲ့ဘုရားခင်ကကျွန်တော်တို့ကိုလှုပ်ဆောင်ပေးတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဘုရားရဲ့ဗန္နာတော်တိုက်ထဲကနေပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ချက်တွေမှန်တယ်များသည်ဘုရားခင်ရှေ့မှာနှစ်သက်ဖွယ်ဖြစ်ပြီးတော့ဘုရားရဲ့မေတ္တာကရုဏာတော်ကိုကျွန်တော်နားလည်စွာနဲ့လုပ်သလိုဘုရားသခင်ကလည်းခုနကတန်ဖိုးရှိစွာပေးတဲ့ကျွန်တော်တို့ကိုလည်းဘုရားသခင်ကနှမျောခြင်းရှိတယ်ပြီးတဲ့အခါမှာသူ့ရဲ့သမီးသားကဲ့သို့သူဒီထိမ့်သိမ်းဆောက်ရှောက်စွာနဲ့လှုပ်ဆောင်တော်အရာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှာထာဝရဘုရား၏ဗန္နာတော်ဖြစ်ကြတယ်လို့ကျွန်တော်တို့သက်တာမှာသတ်မှတ်တယ်ဆိုရင်ကျွန်တော်တို့သိမြင်တယ်ဆိုရင်ဘုရားခင်ကိုကျွန်တော်တို့ကမိမိတို့ရဲ့အခြေအနေကိုမိမိတို့ဒီဘုရားခင်ရဲ့အလိုတော်ကိုရှာဖွေခြင်းအားဖြင့်ကျွန်တော်တို့အသက်တာကိုပေးဆက်ဖို့လိုအပ်ပါတယ်ဒီဟာကိုကျွန်တော်တို့ဒီပေးဆက်ခြင်းပေါ်မှာဘုရားခင်ဒီသူ့ရဲ့နိုင်ငံတော်သူ့ရဲ့ဘုန်းတော်အတွက်ကြီးမားစွာဖြင့်ကျွန်တော်တို့ကိုအသုံးပြုနေဖြစ်ပါတယ်ဒါကဘုရားရဲ့မှန်ကန်သောသစ္စာစကားဖြစ်တဲ့အတွက်ကျွန်တော်တို့အသက်တာကိုဒီနေ့ဘုရားကိုတတ်နိုင်မြကျွန်တော်တို့ပေးဆက်ခြင်းအားဖြင့်ဘုရားအတွက်ကျွန်တော်တို့ရဲ့အခြေအနေကိုလှုပ်ဆောင်ခြင်းအားဖြင့်ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားခြင်းအားဖြင့်ဘုရားရဲ့ဗန္နာတော်တိုက်အသီးသီးဖြစ်နိုင်တော်သူတွေဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနည်းငယ်ဝင်ရပါတယ်လို့ကြားနာတဲ့သူတယောက်စီမှာဘုရားခင်ကောင်းချီးပေးပါစေ